မလေးရှားမှာမူစကူဒူးတာလုံးတဲ့ဆိုင်တွေကိုအော်ပရာစီဝင်ဖမ်းသွားတာကျဲစင်တို့လာမင်းတို့ပါသွားပြီနော်ကိုရီမြန်မာတွေပါမပါတော့မသိဘူးဒီဟာကကြတော့မလေးရှား KL ဘူကစ်ပင်တန်းကပတ်တလင်း area မှာရှိတဲ့ဒီပြောရမယ်ဆိုမူစကူဒူးတာတွေလုံးတယ်လို့ထင်ရတဲ့ဆိုင်တွေကိုသူတို့ကအရင်ထောက်လန်းနေတာပေါ့နော်ထောက်လန်းပြီးတဲ့ခါကျတော့အခုသတင်းအတိအကျလဲသိကြပြီဆိုရောဝင်ဖမ်းသွားတာဖမ်းသွားတော့အများကြီးပါသွားတယ်သိကြတာကတော့ဘာကုန်းတွေပါသွားတယ်ပေါ့နော်ကိုရီမြန်မာတွေပါတော့မသိဘူးတချို့မိန်းကလေးတွေကတော့ဗီယက်နမ်နဲ့တူတယ်ပေါ့နော်ဒီမှာကျတော့ဘာကုန်းလားအိန္ဒိယလားတော့မသိဘူးထင်တာတော့ဘာကုန်းမိန်းကလေးတွေလားမသိဘူးပေါ့နော်သူတို့တွေတော့ပါသွားတယ်ကိုရီမြန်မာတွေပါတော့မသိဘူးဗီယက်နမ်နဲ့မြန်မာနဲ့အနေနဲ့ပုံစံစင်တယ်ဆိုတော့မခွဲတတ်ဘူးပေါ့နော်လာပြီးတော့ဖောက်တယ်တွေကတော့ဘာကုန်းတွေတော့မြင်ရတယ်ပေါ့နော်အဲ့ဒီတော့မြန်မာတွေပါသိလို့ရှိရင်လေဒီအောက်ကကွန်မန့်မှာရေးပေးခဲ့ကြအောင်မြန်မာတွေပါလုံးဝမသိရဘူးဖြစ်နေရအဲ့ဒါကြောင့်မလို့ဒါကတော့သူတို့ဖန်စီလို့ရမိတဲ့ပစ္စည်းတွေကိုလည်းသူတို့တက်တဲ့အနေနဲ့တင်စီသွားတယ်ပြီးကြလို့ရှိရင်သူတို့ရဲ့အဆောင်တွေကိုလည်းပေါ့နော်ထပ်ပြီးတော့ဖွင့်လို့မရအောင်လို့ဖြတ်စည်းပြီးတော့မှသူတို့သွားခဲ့တယ်ပေါ့နော်ဒီကဘူးစကူဒူးတာဆိုတော့လေပေါ့နော်ဖမ်းလို့ရှိရင်တော့ဘယ်သူမှမတနာဘူးပေါ့နော်ဆိုရိုင်းဝိုင်းတောင်းမှပါတယ်ဗျာဟုတ်ကျွန်တော်ရိုင်းဝိုင်းတောင်းမှပါတယ်